Hello guys, အားလုံးပဲမင်္ဂလာပါကျွန်တော် Lizzy ပါဖြစ်ပါတယ်ကျွန်တော်ဒီနေ့ပြပြမယ့် game က Indie Mobile Game of the Year 2025မှာအကောင်းဆုံးအဖြစ်သတ်မှတ်ခံထားရတဲ့ Subnautica ဆိုတဲ့ game ဖြစ်ပါတယ်ဒီ game က PC ကနေ mobile ကိုပြောင်းလာတာ၄လလောက်ပဲရှိသေးတယ်ဆိုတော့ဘရိုရဲ့ကျေးဇူးနဲ့ကျွန်တော် channel လေးကအခုဆိုရင် subscribe တန်းကီချောပါခင်ဗျာဒီလိုမျိုးအရင်မိုက်တဲ့ game တွေကြည့်နေဆိုရင်တော့ကျွန်တော် channel လေး subscribe ပေးခဲ့ကြပါဦးခင်ဗျာ Okay ဆိုတော့ဒီ game က PC မှာ Subnautica နဲ့ Subnautica Video Zero ဆိုပြီးနှစ်ခုထွက်တိုင်းနှစ်ခုလုံးက storyline တွေမတူပြီးတော့ character တွေလည်းမတူအဲ့ဒီထဲကမှကျွန်တော်ဒီ mobile ကိုပြောင်းလာတာ Shiro Subnautica သူကအထီအာကာတာတွေက4546 B လို့နာမည်ပေးရတဲ့ချိုပေါ်မှာစိတ်ရင်တဲရပါပေါ့အဲ့ဒီဂျိုရဲ့ထူးခြားချက်ကဘာလဲဆိုလို့ရှိရင်ဒီဂျိုရဲ့မျက်နှာပြင်68ရာခိုင်နှုန်းကရေနဲ့တိစောက်တာကျွန်တော်တို့ကဘာကနေလွတ်လိုက်တဲ့ Ura လို့ခေါ်တဲ့ switch ကြီးကအဲ့ဒီ4546 B ဆိုတဲ့ဂျိုလိလာဖို့အတွက်သွားတယ်ပေါ့ဖြစ်ချင်တော့အဲ့ဒီဂျိုပေါ်မှာလွန်ခဲ့တဲ့နှစ်ပေါင်း1000ကကုသရောဂါတစ်ခုကြောင့်တည်သွားတဲ့ processor လို့ခေါ်တဲ့ဂျိုသားမျိုးနွယ်စုတစ်ခုရှိတယ်အဲ့ဒီမျိုးနွယ်စုတွေကဂျိုရဲ့ပတ်လန်းထဲမှာ correcting enforcement platform လို့ခေါ်တဲ့ဒီ QEP ကာကွယ်ရေးစနစ်တစ်ခုထည့်ရတယ်ကျွန်တော်တို့ရဲ့ Ura spaceship လေးကဒီဂျိုရဲ့ပတ်လန်းထဲဝင်တဲ့အခါမှာ QEP စနစ်ကအလိုလျောက်ပြစ်ချခြင်းကိုခံလိုက်ရတယ်ကျွန်တော်တို့ရဲ့ဇက်ကောင် Riley Robertson ကကြတော့ဒီ Ura တွေကနေ Life of Fight လို့ခေါ်တဲ့ကယ်ဆယ်ရေးရှင်လေးနဲ့လွတ်သွားတယ်ပေါ့အဲ့ဒီကယ်ဆယ်ရေးရှင်လေးထဲမှာဘာတွေပါမလဲဆိုရင်အဓိကကျွန်တော်ပစ္စည်း craft လို့ရမယ် fabricator လို့ခေါ်ရတာပါမယ်နောက်ပြီးလို့ရှိရင် storage ပါတယ်နောက် radio တစ်ခုပါမယ်ဒီ game ရဲ့ storyline ကကြတော့ game စချင်းမှာ survival game တွေလိုပဲကျွန်တော်တို့အစားအစာရှာရမယ်နောက်ပြီးရင်ပစ္စည်းလိုက်ရှာရမယ်နောက်ပိုင်းကျရင် base တွေစောက်မယ်စက်ရုပ်ကြီးရင်ကိုသမောလေးလုပ်မယ်အဲ့လိုကြီးလုပ်နေတဲ့အချိန်မှာ Riley Robertson ကသူ HO ပေါ်မှာရှိရဲ့ယောဂဘူးသူလည်းကုသခံရပြီးတော့တီးလိုက်အားကြောင့်ဒီယောဂဘူးကုသစီကို processor တွေရဲ့အကျန်းငယ်စက်ရုပ်အဟောင်းကြီးမှာလိုက်ရှာရမယ်ပေါ့အဲ့မှာဆေးရုပ်ရှာတဲ့အခါမှာအခက်အခဲအများကြီးကြုံရမယ်ပေါ့ဒီကဒီ processor တွေကကြတော့ဒီစက်ရုံတွေကိုရေနက်ပိုင်းတွေမှာစောက်ထားတဲ့အတွက် Brew ကအဲ့စက်ရုံတွေလိုက်ရှာတဲ့အခါ Lava Rider လို့ခေါ်တဲ့ Sea Monster ကြီးတွေတွေ့ရLava Rider နေတောင်မှဘိုင်ရောအလိုက်အမျိုးအစားမတူဘူးပေါ့အရှိတိမ်ပိုင်းမှာကြတော့အကောင်ကြီးကတိတ်မကြီးသေးဘူးဒါပေမဲ့ဟိုးရေနက်ပိုင်းရောက်တဲ့အခါမှာအကောင်ကြီးတွေအရန်ကြီးသွားတယ်ဘယ်လောက်ကြီးလဲဆိုလို့ရှိရင်ဒါက Lava Rider ရဲ့ site အဲ့ဒီမှာဟိုးတတိလီကဒါကျွန်တော်လူရဲ့ site ပေါ့ processor တွေကဘာဖြစ်လို့ကုသစေးပေါ်တဲ့စက်ရုံတွေကိုရေနံပိုင်းမှာစောက်လဲဆိုတော့အဲ့ဒီ Kara လို့ခေါ်တဲ့ယောဂဘူတိုက်ဖြတ်နိုင်တဲ့ WC ကကြတော့ Enzyme 42 Enzyme 42ကကြတော့ Sea Emperor လို့ခေါ်တဲ့ Lava Rider ခန္ဓာကိုယ်ကနေတဘာတိုင်းထုတ်ပြီးနေတာအဲ့ကြောင့် processor တွေကဒီဆေးကိုထုတ်ဖို့ Lava Rider နဲ့ညီရဲ့ရေနံပိုင်းတွေမှာစောက်ထားတာပေါ့ Bro ကအဲ့ဆေးကိုလိုက်ရှာတဲ့အခါမှာလည်းရေနံပိုင်းတွေမှာ oxygen ပြတ်ပြီးတော့ရှောမှာမို့လို့စက်ရုပ်တွေနဲ့လိုက်ရှာရမယ်ပေါ့ Okay Bro ကဆေးကိုရှာတည်ပြီးတော့ယောဂပျောက်သွားရင်လည်းဒီတိုင်းမတည်ရသေးဘူးဘရိုကကျွန်တော်ကဘာကိုပြန်မှုအတွက်ဒုံးပြန်စောက်ကမယ်နောက်ပြီး QEP ကိုလည်းပိတ်ကောင်ပြီးလို့ရှိရင်ဒုံးပြန်တဲ့ကဘာကိုပြင်ရမယ်ပေါ့ storyline ကကျတော့ happy ending နဲ့ bad ending နဲ့ခုရှိရဲဘာလဲဆိုတော့ကျွန်တော်မပြောတော့ဘူးဘရို grind ဆော့ပြီး comment မှာ share ရေးပေးခဲ့ပါခင်ဗျကျွန်တော် game နဲ့ဆောက်ဝင်လိုက်တဲ့နဲ့ဘရို survival နဲ့ဆော့ချင်တာ feed နဲ့ဆော့ချင်တာ hardcore နဲ့ဆော့ချင်တာဒါမှမဟုတ် creative နဲ့ဆော့ချင်တာဆိုပြီးရွေးလို့ရပါတယ် gameplay ပုံစံကကျတော့ကျွန်တော် open world မှာကြည့်ရမှာပစ္စည်း tools တွေလိုက်ရှာရပဲနောက်ပြီးကျွန်တော် base တွေစက်ရုပ်တွေရေငုပ်တင်မောတွေစောက်ဖို့ကကျတော့အဲ့ခြာတွေရဲ့ပုံစံတွေကို scanner နဲ့လိုက်ရှာပြီးဖတ်ကြမယ် survival game ဖြစ်တဲ့အတွက်အစားအစာတွေရှိတဲ့လူပါတည်ရဲ့အဲ့ဒီအတွက်အဓိကတော့ငါးဖြစ်ပါတယ်ရေအတွက်ကလည်း HO ပေါ်မှာရေထုတ်တဲ့ငါးလေးတစ်ကောင်ရှိပါတယ်ကျွန်တော်ကအဲ့ငါ့ကိုလိုက်ဖမ်းပြီးတော့ရေထုတ်ခါမှာဖြစ်ပါတယ်ပြီးရင် video ကပြရဲ့အချက်ပြမှုနေရာတွေသွား bio တစ်တွေကိုရှာဖွေရမယ် Lava Rider တွေတွေ့နေတော့ bro ဘစ်ချိုအောင်ပြေးရမှာဖြစ်ပါတယ် Subnautica က open world game ဖြစ်ပြီးတော့သူ့ရဲ့ map ကတော်တော်ကြီးကိုကျဲမှတ်ကြီးပါရေရောက်မီတာကိုထောက်ပေါင်းမြတ်သွားလို့ရပါတယ်ဒါပေမဲ့ရေရောက်မီတာအရန်နဲ့ Ghost Lava Rider တွေပေါ်လာမှာဖြစ်ပါတယ် game ရဲ့ story ရဆိုလို့ရှိရင် mission ကမီတာ1900အထိပဲရှိပေမဲ့ bro ကသွားချင်သွားလို့ရပါတယ် game က mobile မှာ PC ကအတိုင်း game website ကိုနောက်ပြီးတော့ channel ဟာအကုန်လုံးတပုံစံနဲ့ထုတ်ထားဖြစ်ပါတယ်ခင်ဗျာ PC နဲ့ mobile ကဘာကွာသွားလဲဆိုတော့ graphic နဲ့ sound effect တွေပဲကွာသွားပါတယ် Subnautica က game size အားဖြင့် 1.8GB ကနေပြီးတော့ 2.4GB ရှိပါတယ် RAM အားဖြင့်တော့ RAM 6ကနေ8ရှိတဲ့ဖုန်းတွေမှာပဲဆော့လို့ရဖြစ်ပါတယ် iOS မှာတော့ iPhone 10ကနေစပြီးဆော့လို့ရပါတယ်ဒီနေ့ Pro အနေနဲ့ကတော့ Google Play Store နဲ့ App Store မှာဝယ်ပြီးဆော့လို့ရပါတယ်ခင်ဗျာဒါပေမဲ့ Android user အတွက်ဝယ်ကြမလို့ရဲ့ download link တွေကျွန်တော် Telegram channel မှာတင်ပေးရပါတယ် channel link လေးကိုဒီ video ရဲ့ description မှာကျွန်တော်ချပေးရပါတယ် bro down ပြီးဆော့လို့ရပါတယ်ခင်ဗျာဆိုတော့အဆုံးထိကြည့်ပြီး bro တယောက်ချစ်တဲ့ကျေးဇူးတင်ပါတယ်ခင်ဗျာနောက်ထပ် game တွေလိုချင်လို့ရှိရင် comment မှာမှန်ဝိုင်းခဲ့ကြပါဦးခင်ဗျာအပြီးကျွန်တော်ချစ်တယ်ဆိုလို့ရှိရင်ကျွန်တော် channel လေးကို subscribe ပေးရကြပါဦးဆိုတော့ goodbye